Hello guys, this is Jack. ဒီနေ့ Jack ရဲ့ Jack မီမီရဲ့ Jack ကောင်မလေးရဲ့ကလောပြိုက်တောင်နာကဒီတောင်နှလုံးကြမြေထားလမ်းကိုဖြတ်သွားတဲ့မြေထားကိုစီးကြမှာပဲဖြစ်ပါတယ်။ Jet 2စီးမဲ့ရထားကရွှေညောင်ကနေတာစီကိုသွားမဲ့ရထားပေါ့နော်။ရွှေညောင်ကနေမနက်9နာရီထွက်လာတဲ့မြမမြေရထားပေါ့နော်။ယူရန်9000အထက်တန်းကို1200Jack 2ကတော့ Jet PP ကအဲဟိုကိုလိုက်ပို့ပြီးတယ်ပြီးရင်ကလောကနေပြန်လာကြမှာပေါ့နော်လက်မှတ်တစ်ဆောင်ကိုအထက်တန်းကို3500ပဲကျပါတယ်ကလောနဲ့ဆိုလို့ရှိရင်ဟဲဟိုကိုကားမောင်းသွားမယ်ဆိုလို့ရှိရင်နိုင်ခွက်45မိနစ်လောက်တော့တွားရတယ်ပေါ့နော်Jet 2ကဟဲဟိုကိုမနက်10နာရီလောက်ရောက်တယ်ဒီရွှေညောင်ကထွက်လာတဲ့ရထားကဟဲဟိုကိုမနက်10နာရီခွဲလောက်မှရောက်လာတယ်ကလောကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်2နာရီလောက်တော့ Jet 2စီးရတယ်။နေ့လယ်12နာရီလောက်မှာကလောကို Jet 2ပြန်ရောက်တယ်။လမ်းမှာကန္နာဘူတာအောင်မန်းဘူတာနှစ်ခုမှရပ်ပါတယ်။အောင်မန်းကြော်ရင်တော့ဒီကလောနဲ့ပူနီးလာပြီပေါ့နော်။ကလောနာကဒီ vacation home နေအိမ်ကိုဖြတ်သွားပြီးတော့ပြိုက်တောင်နာကိုဖြတ်သွားမယ်ပြိုက်တောင်ရှင်နာကဒီတောင်လုံးရမြထားလမ်းကိုဖြတ်သွားပြီးတဲ့ခါကျလို့ရှိရင်ကလောကိုရောက်ပြီးဖြစ်ပါတယ်။ကလောရောက်ပြီးတဲ့အခါကျလို့ရှိရင်တော့ယထာကတာစီပူတာကိုဆက်ပြီးတော့တောင်းနေဖြစ်ပါတယ်။ဒီလိုတာစီဘက်ကစီးလာလို့ဆိုလို့ရှိရင်တော့ယထာကခနဲ့6နာရီထွက်လာပါတယ်။တာစီကနေစီးလာပြီးတော့ကလောမှာဆင်းမယ်ဆိုရင်တော့လမ်းမှာတချို့ကလောပတ်လက်ကရှုခင်းချို့တော့ကိုရောမြင်ရမှာမဟုတ်ဘူး။ဒါပေမဲ့ကိုကဒီတာစီဘက်ကနေစီးလာပြီးတော့ကလောကိုယထာနဲ့လာမယ်ဆိုလို့ရှိရင်လည်းလာလို့ရပါတယ်။ဒီတော့လမ်းလျှောက်ကတောင်းနေကြီးတွေစိုက်ကင်းရဲ့ဗီးတွေကိုကျန်တဲ့လိုက်ပါပြီးတော့ခံစားစီးလို့ရပါအောင်နော်ပုံမှန်မှာလူတွေစောင့်နေပြီမှာတရားကျဲဟိုပေါ်ရိုက်တာအမှအဲ့ဒီပေါ်ကလူတွေကရထားပြတာကိုစောင့်နေပြီလိုက်တောင်နဲ့တစ်ဖက်ကတောင်ကြားနဲ့တောင်တစ်ခုကြားတော့ဒီကားနဲ့ဖြတ်ပြရတယ်ကားနဲ့ပြက်ချင်နော်မဟုတ်လမ်းလျှောက်တက်ရမှာဘယ်လိုလမ်းလျှောက်မတက်လားလေလေတောင်ရဟိုတောင်ရဟိုလာတယ်တော့ပန်းရဟိုရပါနေရုပ်ပန်းနေတာတောင်နှလုံးရပြပြီကြားပြပြီဆိုင်သေးဘူးလေစီးရHello ရောက်ပါပြီရှင်